တူရီကိုဆွဲ YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီရက်မှာဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်9ရက်5လ2026မှာ10ရက်5လ2026ဒီ4ရက်စာပေါ့နော်တစ်ပတ်စာကလေးကျွန်တော်ထုတ်ပေးထားပါတယ်ဗျကျွန်တော်ပတ်တီးလေးရှင်းကြည့်အောင်ပတ်တီးလေးယူပုံလေးပေါ့အဲ့ရ9ရက်3ညရဲ့ပေါင်းချင်း9ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘက်မှာပတ်တီးရ9ပါနော်ပတ်တီးရ9ပါတပတ်စာအတွက်အခွေလေးထပ်ယူပါမယ်နော်ဆိုတော့ဒီ9ရဲ့3ရဲ့ပေါင်းခြင်းရ9တဲ့ကျွန်တော်9ရဲ့ပါဝါသည်3ည3ညရဲ့နက်ခတ်သည်ခွန်ရဲ့ပါဝါသည်2ကျွန်တော်ကခုလာမယ့်အပတ်အတွက်အခွေရ9 3ညခွန်နဲ့ဆိုတဲ့အခွေလေးရတယ်နော်ကျွန်တော်တို့နောက်ထပ်မွေး၄ခွက်ကိုထပ်ပြီးတော့ယူပါမယ်နော်မွေး၄ခွက်ထပ်ယူမယ်ဒီရက်1 3ရက်ပေါင်းခြင်းရ4တဲ့4ရက်ပါဝါဒီ9တဲ့ဒီရက်3ရက်9ရက်ပေါင်းခြင်း2တဲ့2ရက်ပါဝါဒီခွန်ဖြစ်တယ်တဲ့ဆိုတော့4 9ကို2ခွန်အတွင်းနဲ့မွေး4ခွက်ယူတာပါနော်ပါဝါနှစ်စုံပေါ့ဒီနန်းလေးတွေတွဲလိုက်မယ်4နဲ့4ခွန်9နဲ့9ခွန်ကျွန်တော်ဒီကနန်းလေး၄ခွက်ကတော့ကျွန်တော်တို့တပတ်စာအတွက်မွေး၄ခွက်ပဲဖြစ်ပါတယ်နော်ကျွန်တော်တို့နောက်ထပ်အတွဲကီလေးထပ်ပြီးယူပါမယ်အတွဲကီလေးထပ်ယူပါမယ်ဒီက9ရက်4ရက်ပေါင်းခြင်းဒီက9တဲ့နော်အဲ့ဒီ9ရက်ပါဝါက4 9ရက်နက်ခတ်ဒီက6ဒါတတွဲဟုတ်ဒီရရှိတဲ့ဒီရ9ရက်3ညရဲ့ပေါင်းခြင်းဒီ9တဲ့အဲ့ဒီကိုနှစ်ထပ်ပေါင်းမယ်တစ်လို့ရမယ်နော်17တစ်ပေါ့9 3ညပေါင်းခြင်း1 9 3ညပေါင်းခြင်းကိုနှစ်နဲ့ပေါင်း1တဲ့1ရဲ့ပါဝါဒီ6ရဲ့နက်ခတ်ဒီ9ဒီတွဲပြီးပါအတွဲကီမြေကနန်းစီမယ်ဆိုလို့ရှိရင်ကနန်း9ခွက်ရမယ်နော်9နဲ့စီမယ်9 6 9 1 9ဘူး4 6 4 1 4 9 6 6 6 1 6 9ဒီကနန်း9ခွက်ပဲဖြစ်တယ်နော်အဲ့မှာကျွန်တော်တို့က6 9 9 6ဆိုပြီးပါနေတယ်ဆိုတော့တစ်ခွက်ဖယ်လိုက်မယ်8ခွက်ပဲရမယ်နော်ကျွန်တော်တို့မွေးတွဲကီအတွဲကီပေါ့နော်တစ်ပတ်စာအတွက်အတွဲကီကျွန်တော်တို့ဒီ9ခွက်ပေါ့9ခွက်မှာ6 6 6 9ကတူနေတော့ကျွန်တော်တို့ကတစ်ခွက်ကိုဖယ်ထုတ်လိုက်မယ်နော်အဲ့ဒါဆိုကျွန်တော်တို့8ခွက်ပဲရမယ်ပြောချင်တာကဘာလဲဆိုတော့ပတ်တီးသမားကပတ်တီးကိုစော့စေခြင်းနဲ့ကျွန်တော်အကုန်လုံးတော့မစော့စေခြင်းဘူးเนาะအကုန်လုံးစော့မယ်ဆိုလို့ရှိရင်ကဏ္ဍနေရရမ်းများပါလိမ့်မယ်ကျွန်တော်ပေးနေတယ်ဘာပေါ့နေတိုက်ကဏ္ဍနေနဲ့မိတ်ဆွေတို့မှာရှိတဲ့1ချင်းနေလုံးပိုင်းနေနဲ့ညှိတယ်ဆိုလို့ရှိရင်ဒီတွေကနေပြီးတော့ကျွန်တော်တို့အခုထုတ်ပေးထားတဲ့တွေကနေပြီးတော့
အဲ့ကနန်းပါတယ်ဆိုရင်ကနန်းကိုတင်ထိုးစေချင်တာ main ကွက်ပေါ့နော်အဲ့လိုမျိုးဆော်စေချင်တာပေါ့နော်ကျွန်တော်အကုန်လုံးကိုမဆော်စေချင်ပါဘူးကဲဒီလောက်ဆိုကျွန်တော်မိတ်ဆွေတွေနားလည်မှလို့ထင်ပါတယ်ဗျာနော်ဒါကတော့တပတ်စာကလေးပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင်ကျွန်တော်ပတ်တီးရရှစ်ပေးခဲ့တယ်ပတ်တီးရတော့မထွက်သွားဘူးเนาะဘာလို့ဆိုတော့သူကအကျဉ်းကြီးမပြည့်တဲ့အတွက်ဖောင်းရက်တရက်ပါနေတော့ပတ်တီးမထွက်ပါဘူးကျွန်တော်တို့အခွေထွက်တယ်မွေးလေးကွက်တည်းတကွက်ထွက်တယ်เนาะကဲကျွန်တော်မိတ်ဆွေတွေအားလုံးဒီဘက်မှာလည်းကန်ထိုးပြီးကန်ကောင်းကြပါစေဗျာနော်ဒါတော့ကျွန်တော်ရဲ့တပတ်စာကလေးပဲဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေအားလုံးကန်ကောင်းဆင်ပြေကြပါစေဗျာ